ကျွန်တော်နာမည်ကတော့မီကိုလာပါကျွန်တော်ကကျေးလက်ဒေတာတစ်ခုမှာတင်ကြားပြအောင်တင်ကြားပေးနေတဲ့ကျောင်းဆရာတူအဖြစ်အလုပ်လုပ်ကိုင်နေတာပါကျွန်တော်ရဲ့ဘေးမှာတော့ကျွန်တော်ရဲ့ဇနီးပကြီးဆရာမလေးနက်စတီယာပါကျွန်တော်တို့ဟာယူကရိန်းကျေးလက်ဒေတာကလက်စစ်မီးတောင်မရှိတဲ့မြေအောက်အိမ်လေးထဲမှာအတူတူနေထိုင်ကြတာပါကျွန်တော်တို့ရဲ့ဘဝတွေကတော့အေးချမ်းသာယာပြီးပျော်ရွှင်စရာနဲ့ပြည့်နေနေခဲ့တယ်ဒါပေမဲ့ဒီလိုအေးချမ်းသာယာတဲ့ဘဝဟာကြာရှည်မခံခဲ့ပါဘူးရုရှားရဲ့ယူကရိန်းကျူးကျော်မှုနဲ့အတူကျွန်တော်တို့ရဲ့ဘဝကြီးတစ်ခုလုံးပြိုလဲပျက်စီးခဲ့ရပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကျောင်းကနေအိမ်ပြန်လာတဲ့အခါကျွန်တော်မျက်စိရှိမှတင်ရုရှားစစ်သားတွေကကျွန်တော်စနင်းကိုရိုက်နှက်နေတာကိုတွေ့လိုက်ရတယ်။ကျွန်တော်တို့အိမ်ကိုမိရှို့ဖျက်ဆီးခဲ့ပြီးခုခံဖို့ကြိုးစားတဲ့ကျွန်တော်စနင်းကိုကျွန်တော်မျက်စိရှိမှပဲရရဆက်ဆက်ပြစ်တက်သွားခဲ့တာပေါ့။ဒီမြင်ကွင်းဟာကျွန်တော်ဘဝကိုအမောင်တူတဲကိုတွန်းပို့လိုက်တယ်လို့ပဲကျွန်တော်ဟာစစ်ပွဲမုန်းတီးတဲ့တင်ကြားဆရာဘဝကနေကလေးစားချေဖို့အတွက်ယူကရိန်းစစ်တပ်တွေကိုဝင်ရောက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့စစ်တပ်တွေကလေ့ကျင့်ခန်းတွေဟာကျွန်တော်တို့တာမန်ကျောင်းဆရာအတွက်အလွန်ခက်ခဲကြမ်းတမ်းလာတယ်။အခြားစစ်သားတွေရဲ့လောင်ပြောင်မှုတန်တွေကိုလည်းမကြာခဏခံရတယ်။ဒါပေမဲ့ကျွန်တော်ဟာလက်မလျှော့ခဲ့ဘူး။ညဘက်တွေမှာတော့တယောက်တည်းလေ့ကျင့်ပြီးကျွန်တော်ရဲ့တင်ကြားပညာကိုအသုံးချပြီးတော့တနက်ပြည့်နည်းတွေကိုလေ့လာခဲ့တယ်။ဒီတိုင်တုံးတွေအကွာဝေးတွေကြီးစံတွေရဲ့ရွေးရှားမှုတွေကိုကျွန်တော်ရဲ့တင်ချာနည်းနဲ့တွက်ချက်ပြီးတော့တိကျတဲ့ပြစ်ခတ်မှုတွေကိုပြုလုပ်နိုင်ခဲ့တယ်။မျက်စိမိတ်ပြီးတော့တနက်ဖြုတ်တာတွေတက်စင်တာတွေကို18စက္ကန့်အတွင်းလုပ်ပြနိုင်တဲ့အထိကျွန်တော်ကျွမ်းကျင်လာခဲ့တယ်ပေါ့။ကျွန်တော်ရဲ့နာမည်ပြောင်းကိုလည်း Ribbon ကြီးကန်းလို့အမည်ပေးလိုက်တယ်။ကျွန်တော်ဟာကျွန်တော်ရဲ့ပထမဆုံးစစ်ရင်တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့တယ်။စစ်စေးဂိတ်တစ်ခုကိုပြန်လည်သိမ်းပိုက်တဲ့တာဝန်မှာကျွန်တော်ရဲ့တိကျတဲ့ပြစ်ခတ်မှုတွေကြောင့်ရန်သူတွေကိုအလွယ်တကူချေမှုန်းနိုင်ခဲ့တာပေါ့ဒါပေမဲ့စစ်ပွဲဆိုတာတစ်ဖက်တက်ကတိုက်နေတာမှမဟုတ်တာရုရှားဘက်မှာလည်းစီဗီလို့ခေါ်တဲ့အတော်ဆုံးစနိုက်ပါသမားတစ်ဦးရှိနေပြီးသူဟာယူကရိန်းစစ်သားအများပြားအောင်တပ်ဖြတ်နေသူပေါ့စီဗီယာကျွန်တော်ရဲ့အဓိကရန်သူဖြစ်လာတယ်ဒီနေ့မှာကျွန်တော်ဟာစစ်စေးဂိတ်တစ်ခုအတွင်းမှာရှိတဲ့ရန်သူစစ်သားတွေတဲကကျွန်တော်ရဲ့တပည့်ဟောင်းအေဘုံကိုတွေ့လိုက်ရတယ်ရန်သူဆိုတာရန်သူပဲဆိုတဲ့ဆုံးဖြတ်ချက်ကျွန်တော်အေဘုံကိုပြစ်ခတ်ခဲ့တယ်ဒီမြင်ကွင်းဟာစစ်ပွဲတစ်ခုအတွင်းမှာရှိတဲ့လူတစ်ယောက်ရဲ့စိတ်ဓာတ်ကဘယ်လောက်ထိပြောင်းလဲပြနိုင်လဲဆိုတာကိုပေါ်လွင်စေတာပေါ့ကျွန်တော်ရဲ့ဇနီးကိုတက်သွားတဲ့ရုရှားစစ်သားကိုတွေးလိုက်ရတဲ့အခါမှာတော့ဒေါသအမျက်တွေထွက်ပြီးတော့စစ်ဗိုလ်ရဲ့မိန့်ကိုမနာခံပဲပြစ်ခတ်လိုက်တယ်ဒီမှားကြောင့်ပဲကျွန်တော်တို့ရှိတဲ့နေရာကိုရန်သူကတီးသွားပြီးတော့ရုရှားစနိုက်ပါစီရီယာကျွန်တော်ရဲ့ဆရာဖြစ်သူကိုတပ်ပစ်လိုက်တယ်ကျွန်တော်လည်းအကြီးအကျယ်နှောင်လိုက်ရောက်သွားပြီးတော့စီရီကိုမဖြစ်မနေကလစားခြင်းပဲလို့ချိန်ဆိုလိုက်တယ်နောက်ဆုံးမှာတော့ကျွန်တော်ဟာစီရီကိုကလစားချေဖို့အတွက်စိတ်ယုံပြကြီးတဲ့ကိုတယောက်တည်းတိတ်တိတ်ဆိတ်ဝင်ရောက်သွားတယ်ကျွန်တော်နှစ်ဦးကြားမှာတိတ်ဆိတ်ပြီးပြင်းထန်တဲ့စနိုက်ပါတပွဲတစ်ခုဖြစ်ပွားခဲ့တာပေါ့စီရီယာကျွန်တော်ကိုတင်ချဆရာတယောက်တည်းဖြစ်ပြီးစစ်သားမဟုတ်ဘူးလို့လောင်ပြောင်ခဲ့ပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့တင်ချပညာကိုအသုံးချပြီးစီရီရဲ့နေရာကိုခမန်းနိုင်ခဲ့တယ်စီရီကိုလဲစားပြီးတော့ဒါနဲ့ထုတ်တက်လိုက်တယ်လက်စားချေပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ဇနီးနဲ့စတီယာကူရှိမှတော်ရက်နေလိုက်တယ်ကျွန်တော်ရဲ့မျက်နှာမှာတော့ဝမ်းနည်းမှုတွေရှိနေပေမဲ့ငြင်းချမှုတစ်ခုလည်းရှိနေပြန်တယ်ပေါ့ကျွန်တော်ဟာအေချမ်းတဲ့တင်ချဆရာတယောက်မဟုတ်တော့ပါဘူးကျွန်တော်ဟာအခုဆိုရင်ယူကရိန်းအတွက်တိုက်ပွဲဝင်နေမဲ့စနိုက်ပါတယောက်အဖြစ်ကြံရှိနေပါတယ်ကျွန်တော်ရဲ့ဘဝအတိတ်ပဲဟာကလစားချေဖို့မဟုတ်တော့ပဲကျွန်တော်ရဲ့နိုင်ငံကျွန်တော်ရဲ့လူမျိုးအတွက်တိုက်ပွဲဝင်လို့တာဖြစ်ကြောင်းကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တာပေါ့တကယ်တော့ဒီဇလန်ဟာတိုက်ပွဲတစ်ခုအတွင်းဟာလူတစ်ယောက်ရဲ့ဘဝကိုဘယ်လိုမျိုးအစအနေဆုံးထိပြောင်းလဲပြနိုင်လဲဆိုတော့ကိုပေါ်လွန်အောင်ရိုက်ကူးထားတဲ့အလွန်ကောင်းမွန်တဲ့ဇလန်တစ်လမ်းပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းတက်ရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ခေါင်းလောင်းလေးနှိပ်ခဲ့ပေးကြပါဦးခင်ဗျာ